ကဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ rank တက်နေမြန်လေးဘယ်လိုတက်ရမှာလဲဆိုတော့ပြောပြပါမယ်ဟိုနေ့ကလည်းကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ထားပါတယ်ဗျာဘယ်လိုလုပ်ရမှာလဲဆိုရင်အခုကျွန်တော်ပြောပေးမှာတော့နောက်ထပ် VPN တစ်ခုအကြောင်းလေးပေါ့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ဗျာကဲအခုကျွန်တော်ဆော့ထားတဲ့ပွဲလေးမှာဆိုရင်လေလုံးဝလွယ်လွယ်လေးဗျာ enemy ကတစ်ဖက်သား enemy က bot တွေပဲပြောမှဆိုရင် lipad server ပေါ့အခုကျွန်တော်တို့ TikTok ပေါ်မှာဆိုရင်လည်း lipad server ဆိုပြီးတော့ရိုက်ချလို့ရတယ်အဲ့ဒါတော့ VPN နဲ့ပဲချိန်ပြီးတော့ဆော့ရပါတယ်မွန်တုံးကဘန်းလာဆိုတော့မဘန်းပါဘူးပင်ရတော့နည်းနည်း high ပါတယ်ဗျာအနည်းဆုံး80တို့90တို့အဲ့လိုတော့ပင်ရ high ပါမယ်ကိုဘက်က VPN ချိတ်ဆော့တဲ့ဘန်းနဲ့1ရက်2ရက်အဲ့လိုမျိုးကြောက်စိတ်ရှိတယ်ဆိုရင်ဆော့ရမှာတော့ VPN ချိတ်ပြီးသွားပြီဆိုရင်တရက်ကိုအနည်းဆုံးတစ်ခန်းပဲတင်ဗျာ4-5ပွဲ6ပွဲဇက်တိုက်နိုင်ပြီဆိုရင်တစ်ပွဲ2ပွဲတော့ classic ဖြစ် pro ဖြစ်အဲ့လိုရှုံးပေးပြီးတော့ဆော့လိုက်ပါဗျာရှုံးလိုက်ပါဗျာအဲ့လိုကျတော့မွန်တုံးကသူတို့စစ်တပ်ထံမှာလည်းမပါတော့ဘူးဆိုရင်အကောက်ကမဖမ်းတော့ပါဘူး safe ဖြစ်ပါတယ်အဲ့ဒါပြန်အဲ့လို VPN ခံပြီးတော့လည်းမစော့ကျင်ဘူးကိုက run မြန်လဲတက်ရှင်တယ်ဆိုရင်ကျွန်တော်တို့5 party ပဲဖွဲ့စော့ပါ5 party ဘယ်လိုဖွဲ့စော့ရမှာလဲဆိုရင်ကျွန်တော်တို့ legend မှာဆိုရင်ဥပမာ mythic က1ယောက် legend က2ယောက် master grand master အဲ့လိုတွဲပြီးတော့စော့ပါအဲ့လိုမဟုတ်ရင် mythic legend epic master grand master အဲ့လိုမျိုး rank low rank တွေနဲ့ခေါ်ပြီးတော့စော့ပါ low rank က2ယောက်လောက်ခေါ်လိုက်ကျန်တဲ့3ယောက်ကအဲ့လို legend တို့ mythic တို့အဲ့လိုတွဲပြီးတော့ဆော့ရင်လည်းပွဲအနိုင်ကြီးများပါတယ်တစ်ဖက်တန်း enemy က bot တွေလည်းကြပါတယ်ပြီးတော့ကျွန်တော်တို့ hero MMA try ကျင်တဲ့ hero global တွေဘာတွေယူကျင်တဲ့ global titan မြန်မာနမက်တွေဘာတွေဝင်ကျင်တဲ့ဆိုရင်ကျွန်တော်တို့ VPN ကြော်ပြီးတော့ပဲဆော့ပါ VPN ကြော်ပြီးတော့ server ပြောင်းပြီးတော့ဆော့ပါကျွန်တော်တို့မှာ booster တွေတချို့တွေအများကြီးရှိရဗျာလို့ MMA booster တွေပေါ့အဲ့လိုမြန်မာနမက်ရတာ global နမက်ရတာပွဲပေါင်းနည်းနည်းလေးဆော့တာသူတို့ကကြတော့စာပါပြောင်းပြီးတော့ပဲဆော့တာအဲ့လိုဘလို့စာပါပြောင်းနေဆိုရင် VPN နဲ့စာပါပြောင်းပြီးတော့ဆော့ရတာ VPN လေးကကြတော့တချို့ VPN တွေပဲရတယ်လို့ VPN တိုင်းလည်းမရဘူး VPN တိုင်းလည်းဆိုရင်လည်း premium ဝယ်ရတာလို့ဆိုရင် premium လည်းမဝယ်ရဘူးရိုး VPN လောက်တစ်ခုလောက်ဆိုရင်ရတယ်ရိုး VPN အဲ့ဒါတော့ VPN တွေကတော့ရှားတယ်ဗျာအခုတော်တော် VPN တွေကVPN တော်တော်များများက premium ဝယ်ရတာတို့ဘာတို့အဲ့လိုမျိုးတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့လိုတော့မဟုတ်ကျွန်တော်အခုရှာပေးထားတဲ့ VPN ကတော့ free ပဲသုံးလို့ရပါမယ်လုံးဝ free ပါ server လည်းလုံးဝ proxy ဖြစ်တယ်အဲ့လိုချိန်ပြီးတော့ဆော့ရင်တော့ bot တွေနဲ့ပဲတွေ့မယ်ကဲဆိုတော့ကျွန်တော်အခုတော့ VPN နံပါတ်လေးကိုတော့ကျွန်တော် comment မှာရေးပေးထားလိုက်ပါမယ်ဗျာအဲ့ VPN လေး down ပြီးတော့ဆော့ကြည့်ပါဗျာအဆင်ပြေလားမပြေဘူးလားဆိုတော့ကျွန်တော်ကိုပြန်ပြောပေးပါအဆင်မပြေခဲ့ရင်ကျွန်တော်နောက်ထပ်အလိုတိတက် VPN ရှာပေးပါမယ်ကဲဆိုတော့ကျွန်တော်ဆော့ထားတဲ့ဒီဗီဒီယိုလေးကိုအခုကြည့်လိုက်ပါလုံးဝလွယ်လေးပါဗျာစားပိတ်တောင်ကျွန်တော်တစ်ခါရတယ် triple K ကတော့2ခါလောက်ရခဲ့တယ်ဗျာဒီပွဲထဲမှာဆိုရင်ကျွန်တော်လည်းအခုအဲ့ VPN နဲ့ပဲသုံးပြီးတော့ဆော့နေပါတယ်အခုကတော့ဒီ VPN သုံးထားတာတော့ line ရတော့ကျွန်တော်ပန် MS ကကြတော့50 ms 60 ms ပြောမယ်ဆိုရင်တော့ဒီ VPN သုံးရင်တော့နည်းနည်းပင်ရတော့ကောင်းတယ်စာပါပြောင်းသွားရင်လည်းပင်ရတော့နည်းနည်းကောင်းတယ်အဲ့လောက်အများကြီးလည်း high မသွားဘူး80 90တို့120 100 ms တော့မသွားဘူးအနည်းဆုံးသူကကြာရင်တော့90 ms လောက်အထိပဲကြာတယ်ဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်တော့လို့ VPN ချိတ်ပြီးတော့အနေထားမှာဆိုရင်ဒါကတော့ပင်ရတော့လုံးဝအကောင်းဆုံးပါပဲပင်ရတော့လုံးဝ share ပဲပြောမယ်ဆိုရင်အခုကျွန်တော်ဒီ VPN နံပါတ်လေးကိုတော့ comment မှာရေးပေးထားပါမယ်ဒါပေမဲ့ VPN ရပြီဆိုတော့ကျွန်တော်တို့ကြိတ်ပြီးတော့တရက်ထဲနဲ့ legend ကနဲ့ method သွားမယ် immortal သွားမယ်အဲ့လိုတရက်ထဲကြီးနဲ့အဲ့လို run အများကြီးတင်ဖို့တော့မစင်စားပါနဲ့ဗျာအဲ့လိုတရက်ထဲနဲ့နိုင်ပွဲများရင်တော့မွန်တော့ကတော့ဘန်းပါပဲကိုက VPN လက်ရပြီးပွဲကလည်းချောင်းလေးရနေပြီဆိုရင်ကျွန်တော်တို့အနည်းဆုံးတရက်ကိုတစ်ခန်းလောက်ပဲတင်ဗျာအဲ့လိုစော့မယ်ဆိုရင်တော့လို့6ပွဲနိုင်ပြီ6ပွဲဇက်တိုက်နိုင်ပြီ9ပွဲဇက်တိုက်နိုင်ပြီဆိုရင်တစ်ပွဲ2ပွဲ classic ဖြစ် run ဖြစ်အလိုအချုံအောင်ဆော့ပြီးပေါ့ဗျာအလိုနည်းနည်းပါချုံးတာပါညာလည်းရှိမှာပေါ့ဒါမှမဟုတ်ကျွန်တော်တို့မွန်တွန်းဘက်ကနေအချက်လက်စစ်ရင်တော့အကောက်ဘန်းခံထိနိုင်တယ်ဗျာအလိုတခါတည်း4-5ပွဲ10ပွဲ30ဇက်တိုက်နိုင်တာမွန်တွန်းကတွေ့မယ်ဆိုရင်တော့ဘန်းမှာတော့တည်ကြပါတယ်အလိုတော့ VPN ဘလို့ပဲခံပြီးတော့ဘလောက်ပဲ proxy ဖြစ်
ကဲအဲ့လိုလေးဘန်းမခံရအောင် VPN နဲ့လည်းချိန်ပြီးတော့လဲဆော့ခြင်းနဲ့ run တက်ခြင်းနဲ့ဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းတော့ဆော့ဗျာ solo ဆော့ party ဆော့အဆင်ပြေပါမယ်တရက်ကိုအနည်းဆုံး4-5ပွဲ6ပွဲဆက်တိုက်နိုင်ပြီဆိုရင်တပွဲ2ပွဲရှုံးအောင်ဆော့ပါတပွဲ2ပွဲရှုံးသွားမယ်ဆိုရင်လည်း तू အမှတ်တမ်းထက်မှလို့အရှုံးရှိရင်လည်းလို့သူများတွေ report ထုတာလည်းမခံရပါဘူးဘာဖြစ်လို့ဆိုရင်ဒီထက်မှာကျွန်တော်တို့ VPN ခံရင်ဒီတစ်ခါတလေကြာရင်မြန်မာစာပါလည်းပါလာတတ်တယ်မြန်မာစာပါထက်ကလည်းလူတွေကလည်းလာတတ်တယ်အချိန်သူတို့ကပယ်မကောင်းရင်ကို report ထုလည်းပဲ report ထုရင်တော့ဘန်တော့ခံရမှာပဲအဲ့ဒါကြောင့်4-5ပွဲနိုင်သွားရင်တစ်ပွဲ2ပွဲလောက်တော့ချုံးပေးပြီးတော့ဆော့ပါဗျာအခုလို VPN ချိန်ပြီးတော့ဆော့ရင်ကျွန်တော်တို့ကတော့အသက်ကြတဲ့နှစ်ခုရှိမယ်ဗျာ run လည်းတက်မယ်ပြီးရင် MMR လည်း try မယ်ပြီးတော့ MMR try နဲ့ brother တွေဆိုရင်တရက်တည်းကိုပွဲအများကြီးဆော့လို့ရတယ်အများကြီးဆော့လို့ရမယ်ဆိုရင်ဘယ်လိုဆော့ရမလဲဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းပါပဲခုနက4-5ပွဲနိုင်ပြီဆိုရင်တစ်ပွဲ2ပွဲရှုံးအောင်ဆော့ပါအဲ့တိုင်းပြင်စက်တိုင်း4-5ပွဲ6ပွဲလောက်နိုင်အောင်ဆော့ပါအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့မွန်တွန်းကဘန်တာမခံရပါဘူးပြီးတော့ run လည်းတက်တာမြန်မှန်တရက်နဲ့အထက်နဲ့ကျွန်တော်တို့ run အများကြီး high run glory အထိ immortal အထိ try လို့ရပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအကယ်လို့ကိုယ့်ဘက်က VPN ခံပြီးတော့ဆော့ရင်လည်းအဆင်မပြေတာရှင်ပင်ဟိုက်နေရဆိုရင်ကျွန်တော်ကိုပြန်လဲတစ်ဖန် comment မှာရေးပေးပါကျွန်တော်ထပ်ပြီးတော့အလို VPN အသစ်လေးချပေးပါမယ်ဗျာလုံးဝအဆင်ပြေအောင်ဆိုပြီးတော့ဗီဒီယိုလေးအဆုံးအထိကြည့်ပေးလို့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တော့မမေ့ပါနဲ့ဗျာဒါလေးတော့တောင်းဆိုပါတယ်